အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Yemen Media Festival မှာသင်ကြားနေတဲ့ Ming Khan ဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိဒီ share ကိုသင်ကြားပို့ချပေးတဲ့နေရာမှာကျွန်တော် business management ပိုင်းတွေကိုဒီသလောက်နားလည်သလောက်လေးပြောပြမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့စီးပွားရေးစားတစ်ခုစားတော့မယ်ဆိုတာနဲ့အဓိကအရေးကြီးရဲ့အချက်လေးချက်ကိုသိရှိနားလည်ထားဖို့လိုပါလိမ့်မယ်ကျွန်တော်တို့သိရှိနားလည်ထားမယ့်အချက်လေးချက်မှာဘာတွေပါလဲဆိုတော့ planning ဖြစ်တဲ့ P ဒုတိယတစ်ခုအနေနဲ့ organization ကိုတတိယတစ်ခုအနေနဲ့ကြောင့် leading ဆိုရဲ့နောက်ဆုံးတစ်ခုအနေနဲ့ကကြောင့် controlling CEO ဖြစ်ပါတယ်ကျွန်တော်တို့ business နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ကိုယ်လုပ်ငန်းကိုယ်စီးပွားရေးကအကျိုးမြတ် business လို့ပြောရတဲ့အကျိုးမြတ်အများကြီးရရှိပြီးတော့အောင်မြင်တဲ့စီးပွားရေးတစ်ခုဖြစ်ရမယ်ပေါ့နော်အဓိကစီးပွားရေးလုပ်ပြီးဆိုတာနဲ့ပတ်သက်နေအများကြီးဝင်ရမယ်လုပ်ငန်းကလည်းတစ်ဆင့်တစ်ဆင့်ပို့ပြီးတော့တိုးတက်ရမယ်ကျွန်တော်တို့စီးပွားရေးအတွက်ပဲဖြစ်ဖြစ်လုပ်ငန်းဝင်အတွက်ပဲဖြစ်ဖြစ်ပေါ့ရေရှည်လက်ပတ်နိုင်ပြီးအောင်မြင်တဲ့လိုချင်တဲ့ target တွေရည်မှန်းချက်တွေလုပ်ငန်းတိုးတက်အောင်လုပ်ဆောင်နိုင်ဖို့အတွက်အဓိကပထမဆုံးဒီဆိုတဲ့ planning ကောင်းရှိဖို့အဓိကလိုအပ်ပါတယ် planning ကောင်းများစွာရှိမှသာလေမိမိတို့လုပ်ငန်းစီးပွားရေးဟာလိုချင်တဲ့ပန်းတိုင်ကိုရရှိနိုင်မှာဖြစ်ပါတယ်ဒီတစ်ခုအနေနဲ့ကျွန်တော်ပြောပြပေးနေတာကတော့ organization လို့ခေါ်တဲ့ပုံစံစကားလုံးပဲဖြစ်ပါတယ်ပထမတစ်ခုက planning ပြီးဒုတိယတစ်ခုက organization ကိုဖြစ်ပါတယ်ကျွန်တော်စီးပွားရေးတစ်ခုစားလုပ်တော့မယ်ဖြစ်စေမိမိတို့လုပ်ငန်းဝင်အတွက်ပဲဖြစ်စေမရှိမဖြစ်လိုအပ်တာကတော့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဒါပေမဲ့အဖွဲ့အစည်းတစ်ခုရှိရပါမယ်ပေါ့နော်အဖွဲ့အစည်းရှိမှသာလေမိမိတို့လုပ်ငန်းအားပုံမှန်လည်းတက်နိုင်မယ်ကိုယ်ပွဲစည်းထဲမှာဆိုလဲကျွန်တော်တို့ကျွမ်းကျင်တဲ့ပညာရှင်တွေကျွမ်းကျင်တဲ့ဝန်ထမ်းတွေကိုသက်ဆိုင်ရာကျွမ်းကျင်တဲ့ level တွေမှာထားရှိနိုင်ရပါမှာပေါ့နော်ကျွန်တော်တတိယတစ်ခုအနေနဲ့ leading ဆိုရဲဆိုတဲ့စကားလုံးတွေကိုပြောပြပေးချင်ပါတယ်ဒီရရှိစကေးကလည်းအများကြီးရေးကြီးရပေါ့နော်ကျွန်တော်တို့မိမိကိုယ်တိုင်အတွက်ပဲဖြစ်စေကျွန်တော်တို့အဖွဲ့အစည်းရှိလူတွေအတွက်ပဲဖြစ်စေကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ပါမယ်ပေါ့နော်လုပ်ငန်းတွေသတ်မှတ်ထားတဲ့စံနှုန်းတွေရည်မှန်းချက်တွေပြည့်မီအောင်လဲဒီ leading skill အရေးကြီးရဲ့ဆုံးဖြတ်ချက်တွေကိစ္စတွေဆုံးအရေးကြီးရဲ့ကိစ္စတွေဆုံးဖြတ်ချက်ချမှာတွေအတွက်လဲ leadership skill ကအများကြီးအရေးကြီးရပေါ့နော်အဖွဲ့အစည်းတစ်ခုအတွက်ဥဆောင်မှုကောင်းတာကကျွန်တော်တို့လုပ်ငန်းတိုးတက်ဖို့ရာကျွန်တော်လာမအရေးပါတယ်ပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ပြောချင်တာကတော့ controlling ဆိုတဲ့ skill ဖြစ်ပါတယ် controlling ကကြတော့ကျွန်တော်အဖွဲ့အစည်းတစ်ခုပေါ့နော်ဒီလိုမျိုးအဖွဲ့အစည်းတစ်ခုလုပ်ငန်းတစ်ခုရဲ့နိစလင်း level မှုတွေလုပ်ငန်းစဉ်ရဲ့ရည်မှန်းချက်တွေအဖွဲ့အစည်းမှာရှိတဲ့လူသားတွေကိုပြွာကြအသုံးချတတ်ဖို့ရာကြိုးရှိစွာအသုံးချတတ်ဖို့က controlling ဆိုတဲ့ skill ကိုလည်းခေါင်းမှာသိရှိထားလိုက်ဖို့လိုအပ်ပါတယ်ကျွန်တော်အခုအပေါ်မှာပြောခဲ့တဲ့ planning organization leading controlling ဆိုတာတွေကကျွန်တော်တို့ business တော့မှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်တိုင်အတွက်လည်းအသုံးချလို့ရပါတယ်ကျွန်တော်တို့ကိုယ်တိုင်မှာလည်း management ကောင်းကောင်းရှိဖို့လိုရလို့ကျွန်တော်ထင်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ business management လို့ပြောလိုက်ပြီးဆိုတော့ကျွန်တော်တို့နောက်ထပ်ပါလာမယ့်အရာတွေရှိတယ်နောက်ထပ်ပါလာမယ့်အရာတွေကကြတော့ organization ကောင်းမွန်တဲ့အဖွဲ့အစည်းကျွမ်းကျင်တဲ့အဖွဲ့အစည်းရှိဖို့လိုအပ်ပါတယ်ဒီရတစ်ခုအနေနဲ့ကြောင့်ကျွန်တော်တို့လုပ်ငန်းခွင်မှာရည်ရွယ်ချက်တွေအောင်မြင်အောင်လုပ်ဆောင်နိုင်ရမယ်ကိုယ့်ရဲ့လုပ်ငန်းက target ထားတဲ့အရာကိုပြည့်မီအောင်လုပ်ဆောင်နိုင်ရမယ်ပေါ့နော်အဲ့လိုလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့ career ကိုယ့်ရဲ့ career ကိုလည်းကိုယ်ကအမြဲတိုးတက်အောင်လေ့လာနိုင်မှရမှာပေါ့နော်ဒီနေ့လည်းလေ့လာနေရမယ်လည်းကြိုးစားနေရပါမယ်နောက်တစ်ခုအနေနဲ့ကြောင့်ကျွန်တော်တို့အရေးကြီးတာကြတော့ human resource ခေါ်တဲ့ HR ပေါ့နော် HR ကလည်းကျွန်တော်တို့လုပ်ငန်းဝင်တစ်ခုအတွက်လူသားတွေလုပ်သားတွေကိုကျွမ်းကျင်ရာသက်ဆိုင်ရာဌာနတွေမှာအသီးသီးထားရှိပေးနိုင်ရမယ်စူးစီးပေးနိုင်ရမယ်ပေါ့နော်ကျွန်တော်နောက်တစ်ခုအနေနဲ့ကြောင့်ကျွန်တော်တို့ကစီးပွားရေးလုပ်တဲ့အတွက်ကျွန်တော်တို့စီးပွားရေးကိုတိုးတက်အောင်အမြဲလေ့လာနေရမယ်အဲ့လိုအမြဲတိုးတက်အောင်လေ့လာနိုင်ဖို့ကလည်းကျွန်တော်တို့မှာအတွေးခေါ်တစ်တွေအတွေးခေါ်ကောင်းတွေသူများနဲ့မတူတဲ့အတွေးခေါ်တစ်ဆန်းတွေလည်းများရှိလို့လိုအပ်ပါတယ်ကျွန်တော်နောက်တစ်ခုထပ်ပြောချင်တာကြတော့ POSC ကိုပဲအခြေခံပြီးတော့ဒီ global မှာနိုင်ငံတကာမှာလူမျိုးတွေသွားနေတဲ့ business ကအဲ့အမျိုးတွေကိုနိုင်ငံတကာနဲ့အညီလေးလာထားရှိဖို့လိုအပ်ပါတယ်ဟုတ်ပြီကျွန်တော်နောက်ဆုံးတစ်ခုနေရကြတော့ကျွန်တော်တို့ရဲ့ career တွေတခြားကိုယ်ဝနာပါတဲ့အခွင့်အလမ်းအရာတွေအကုန်လုံးကိုကျွန်တော်တို့အမြဲတိုးတက်အောင်လေးလာနေရမယ်ရလက်ကောင်းနေရအောင်ဒီမှာလုပ်ဆောင်နေရမယ်ပေါ့နော်အဲ့အမှလာနေကျွန်တော်တို့ခွင့်နိုင်တဲ့တခြား career တွေအများကြီးက
ရရှိနိုင်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်